ကျွန်တော် crash ကနေစတင်ထွက်ခွာပါပြီ။အဲ့8နာရီ15လောက်ပဲရှိပါသေးတယ်။ Day 4ပါဒီနေ့ဆို15ကီလိုမီတာ16ကီလိုမီတာလောက်ရှောင်းအောင်တော့နော်။စရုပ်ထားမြောင်းနေကျွန်တော်တို့4ကီလိုမီတာလောက်ရှောက်ပြီးရဲ့နောက်မှာတော့ပင်လယ်လမ်းကိုပြန်လည်ရောက်ရှိလာပါပြီ။ခဏစောသေးလို့ထင်တယ်နေမပူသေးပါဘူး။အော်တိုဆောင်ရမလို့ပေါ့နော်။လမ်းလျှောက်လို့အရန်ကောင်းမဲ့နေထားပါခုကျွန်တော်တို့ beach access forest access ကနေပြီးတော့ကျွန်တော်တို့ beach ဘက်ကိုပြန်သွားအောင်ပေါ့နော်ဒီလေကဟိုဆင်းရအောင်ဖြစ်ပါတယ်ဟိုအောက်ကြည့်ပါဆိုတော့တကယ်ကြီးဆင်းနေပါအပြင်ဟိုမှာကျွန်တော်ရှေ့မှာတန်းတာကြောက်တန်းရေပေါ့နော်အဲ့ဒါတွေကိုပဲစတိုက်ကြောဖျက်အောင်ကျန်ငါးကြီးတွေ့ပါတယ်ကြည်ကြည်ပါsnap break လေဒါမနေ့က crash shot ကနေပြီးတော့ကျွန်တော်ကနေဒါတော့ drive ဝယ်လာတယ်ပြီးတော့ဒီမှာsnack လေးစားရပါနောက်ထပ်ကျွန်တော်3နာရီလောက် cash shot မှာဖြစ်ပါတယ်ကျွန်တော်ရဲ့ campsite ကိုရောက်ဖို့ပေါ့နော်မနေ့ကအရင်နဲ့အိတ်တာလို့ဒီကနေ့တော်တော်ရှောင်းနိုင်တဲ့အနေထားမှာရှိတယ်Saga golden light Saga golden light baby နော်တော့ကလည်းတိတ်ကျွန်တော်16ကီလိုမီတာရှောက်ပြီးရဲ့နောက်မှာအိုင်းနေကြံသေးရဲ့ဆိုပြီးတော့နောက်ထပ်6ကီလိုမီတာဝေးတဲ့ campsite ကိုပေါ့နော်ရွေးပြီးတော့ရှောက်လာပေါ့ဟုတ်ဆိုမနေ့ကညရင်ကောင်းကောင်းနားအောင်လို့ဆိုပြီးတော့ဒါပေမဲ့အခုတော့ရွေးချက်မှုတွေကမာယုံငယ်ကျွန်တော်ဟိုအောက်ကနေပြီးတော့တက်လာပါတော့ဒါမျိုးလေက9ခုပေါ့နော်အထစ်ပေါင်း100ကျော်တက်လာတော်မောပါတယ်ဒါဒီ tray ရဲ့အရှင်ဆုံးကြည့်ရတာဖြစ်ပါတယ်ကျွန်တော်အဲ့ဒါဒီကိုရောက်ပြီကျွန်တော်တကယ်ညို့ခေါ်ဖို့အတွက်ဒီကောက်ခေါ်ဖို့ပို့နေကျွန်တော် campsite ကိုရောက်လာပါပြီညနေ9နာရီရှိပေါ့နော်ကျွန်တော်မနက်9နာရီကနေထွက်လာကျွန်တော်ဒီနေ့21ကီလိုမီတာလောက်ရှောက်လိုက်ဘာလို့လဲတော်တော်စားနေပေါ့ရေလည်းတော်တော်ငတ်ကေဘယ်ကားလည်းဆွဲလိုက်ရအီတော့တာအခုတော့အမောတော့ပြေးကျင်တာပါဆိုတော့ဒီ beach ကတော်တော်လှရပါတော့
ဒါကျွန်တော်ကက်မဲ့နေရပါကျွန်တော်ထမင်းကြိုးသားပြီးချက်နေကြပြီဖြစ်ပါတယ်မင်းနဲ့ဟိုဟမ်နေအပေါင်းလိုက်ပစ်ထည့်လိုက်ပြီဖြစ်ပါတယ်မွေပြီဖြစ်ပါတယ်မင်းစားပါတော့မယ်ဒီကောင်းနေဟာကန်ဖိုင်းရကိုဒီကနေပြီးတော့အခုကျွန်တော်တို့ညနေတဲ့အထိပေါ့နော်ဒီပင်လယ် view ကြည့်ရင်လည်းနားယူနေပါပြီ။နောက်ပြန်ရှောက်ရမယ့်ခီးက6ကီလိုမီတာရှောက်အောင်ပါဒါပေမဲ့6ကီလိုမီတာဆိုပေမဲ့ तू ကဒီနေ့ရှောက်လာရပေါ့ရဒီတော့ကရှောက်လို့မကောင်းဘူးပေါ့နော်။နည်းနည်းတက်ရခက်တယ်ပေါ့နော်။လောကလမ်းနေရတဲ့တိတ်မကောင်းရှွနေထူတယ်ပြီးတော့တစ်ကိုင်းကြောက်တွေပြီးတော့ဘယ်လိုလဲမုံတိုင်းကြတာလို့ပဲလမ်းမှာအပြက်စီးအများရပေါ့နော်။အဲကြခီးကထင်တယ်လို့ကြီးမတွင်ဘူးပေါ့နော်။အဲကြဒီနေ့ညလည်းကောင်းကောင်းနားယူထားဖို့လိုပါတယ်ငါးရက်မြောက်နေ့နိုးထလာပါပြီမနေ့ကအစောကြီးအိတ်တော့ဒီနေ့မနက်6နာရီလောက်ကျနိုးပဲပေါ့ကျွန်တော်ဒီပင်လယ်ပြင်ကိုထိုင်ပြီးတော့စောင့်နေတော့ကြာပြီပြီနော်ကျွန်တော်ဝီလာငါးမြန်းတွေ့ရမလားဆိုပြီးတော့စောင့်ဒါပေမဲ့ခုတီကိုအရေးရအောင်မတွေ့ရသေးပါဘူးကျွန်တော်စီလိုင်းနဲ့ဒေါ်ဖင်တွေတော့တွေ့ရပါတော့ဒါဒေါ်ဖင်ဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့ခုံနေရဆိုတော့ဟုတ်မယ်ထင်ပါခုကျွန်တော်မနက်စာစားဖို့တည်းရင်းနှီးပြုတ်နေပါပြီDay 5 ပါ Let's go နေတာကိုရှိုးလိုက်အောင်အားရမြောက်နေ့ရဲ့ခီးစတင်ပြီဖြစ်ပါတယ်ဒီနေ့က beach land တော်လန်နှစ်ခုရွေးသေးတော့မရပါဘူးကျွန်တော်မှ option မရှိပါဘူးဒီနေ့တော်တွေကနေပဲသွားမှာဖြစ်ပါတယ်forest land ကိုမကြိုက်ဘူးဆိုတာဒါမျိုးကြောင့်ပေါ့နော်ဒီမှာဆိုရင်လမ်းပြေးတစ်ခုလုံးကရှုံပွက်ကြီးပဲရှိရပါတော့အဲကြတော့ကူရခက်တော့ဒီမှာကျွန်တော်တကယ်ချင်းရှေ့လမ်းတော့ဒီမှာတစ်ဖက်ထီပေါက်ပြီးသွားရောသူရှုံပွက်ထဲပြုတ်ကြတာခုဒီလမ်းကိုဘယ်ဘက်ကတော့ဖြစ်ရမှာမသိဘူးခုကျွန်တော်ကြိုးစားဖြတ်နေပါတယ်ရှေ့ကြီးပါတော်ရှိပါတယ်ဒီဘက်တွေကတော်တော်ရှောက်လို့ကောင်းလာပါပြီဒီလမ်းတွေကတော်တော်ပုံပြုပြင်ထားတာပါနော်အစ်စ်တွေကြီးပဲဒီခုဒီဟာဆိုရင်တော်တော်တသားရဆိုတော့အစ်စ်တိုင်းပဲပေါ့နော်လမ်းနေကောင်းလာပြီဆိုတော့တဖြည်းဖြည်းနဲ့ကမ်ဆိုင်ကိုရောက်ဖို့ရန်နီးလာပါပြီတခြားစဉ်းစားကြည့်လိုက်7 ကီလိုမီတာဆိုတော့ပုံမှန်တိုင်းပြေးတာတို့လမ်းလျှောက်တာတို့ဆိုရင်ခဏလေးရောဒီဟာ backpack တွေရောလမ်းမကောင်းတာတွေရောကြောင့်ဒါကြာတယ်မှန်ငယ်ဆိုရင်စဉ်းစားကြည့်လိုက်9 ကီလိုမီတာဆိုရှေ့ရှော့ဆိုပြီးသွားအောင်ပါနော်
ခုကေဝေကစီးပြီးတော့ပါကျွန်တော်လေက9ခုလောက်ပဲမှန်းထားပါတော့ဒါပေမဲ့6ခုနဲ့9ခုနဲ့တစ်ခုကြာပါတော့ကျွန်တော်မှတ်ပြီးတော့ပြီးတော့လေကတော်တော်မှတ်တယ်ဗျာတစ်ခုကလုံးဝ90 degree ပဲမှတ်နေရပါခုတော့တေဝေကစီးပြီးတော့ပြီဒီကေဝေကမနေ့ကလောက်တော့မရှိပါဘူးဒါတူတူလေးပါခုနကကေဝေကပြီးလို့မို့ကျွန်တော်လမ်းလျှောက်ရတော့မယ်ထင်တာပေါ့နော်ဒါပေမဲ့ဟိုဘက်ကလေကအစင်း6ခုဆိုပေမဲ့ဒီဘက်မှာလည်းဒီဘက်မှာ9ခုတက်ဖို့စောင့်ကြိုနေအောင်မသိခဲ့ဘူးနော်ခုကျွန်တော်4ခုတက်ပြီးသွားပြီခုနောက်ထပ်3ခုကျန်သေးရပါတော့ဟိုးမြင်ကြီးကျွန်တော်တို့ပြန်တက်ခိုင်းမှာဖြစ်ပါတယ်ဖနက်တွေကိုလည်းကြည့်လိုက်ကြအောင်လက်ပွဲကြခုဒီမှာဒီတောရဲကနေပြီးတော့ထိုင်တဲ့နေရာတွေ့လို့ဝင်ထိုင်နေပါတော့ကျွန်တော် camp site ကိုရောက်ဖို့နောက်ထပ်2 ကီလိုမီတာခွဲလောက်ပဲကျန်တာကျွန်တော် camp site ကိုရောက်ရှိလာပါပြီcamp site နာမည် camper ပါအမှန်တကယ်ရှောက်ရတာ9 ကီလိုမီတာပေါ့နော်ကျွန်တော်9 ကီလိုမီတာဆိုပြီးတော့မှားပြီးပြောနေမှာဒီက camp site ကတော့နည်းနည်းပင်လယ်နဲ့အလန်းဝေးပေါ့နော်ဒီကနေလှမ်းကြည့်ရင်တော့ပင်လယ်ကတိတ်မမြင်ရချင်နေဘူးပေါ့နော်ဒါပေမဲ့ဒီမှာကျိုးတန်းနေပါရှိပေါ့နော်အကာပါညာလဲဆိုလေပါတော့ဒီချာကာပြီးတော့အိမ်သားတွေပါနဲ့နီးရပေါ့နော်ပြီးတော့ရေနဲ့လည်းနီးပါတယ်သူများကြီးကတော့ဓာတ်တောင်ကြော်ပြီးမီးပင်လယ်ကိုဖြတ်တာနော်ကျွန်တော်တို့ကတော့ဒီနေ့လှေကားတွေကိုရှုပ်ပင်လယ်ကိုဖြတ်ပြီးတော့ကစားကိုရောက်ရှိလာပါပြီမနက်9ခွဲကနေထွက်တာအခုနေ့2ခွဲပါနော်9 ကီလိုမီတာကို9နာရီလောက်တော့ hike လိုက်ရပါခုဘိုင်ရန်စာနေပါပြီစားဖို့တော့ဖို့အလုပ်ပါမယ်ခုရေလုံးပထမဆုံးကိစ္စရှင်းရမှာတော့ဒီဖနက်ပါဒီဖနက်ပါပေတူးမှာချောင်းထဲမှာတော့စင်းရအောင်ခေါက်ဆွဲတဲ့ကိုဘီးကြကီထည့်ပြီးတော့ထည့်ထားပါတယ်ပုံထည့်လိုက်တာအပြီးတော့အဲ့နေရင်ကျွန်တော်မတင်းနိုင်ပါဘူးကျွန်တော်ဒီမှာကုန်းမောင် grey chicken ရယ်ကျွန်တော်ကဒီက cheese sausage lasagna ရယ်ပေါ့နော်ကျွန်တော်ပေအကြီးရဲ့ခြေမှာကမ်ထားပါတယ်ကျွန်တော်ဒီခန်းနေကျွန်တော်ဒီနားမှာကမ်ဖိုင်ရလုပ်မယ်ပေါ့နော်ခုကျွန်တော်ပင်လယ်ကိုသွားကြည့်မလို့ပါကျွန်တော်တကယ်ကြီးရှေ့ရသွားနေပါပြီဟေးမိုးဖွဲ့ဖွဲ့လေးကြာပါတယ်ဒီကမြူတွေလည်းကြာနေပါတော့တော့အေးနေပါတယ်ဒီနေ့ကျွန်တော်ရဲ့ဝေလာငါးစောင်းတဲ့ပလန်ကစောင်းလို့အဆင်မပြေတော့ဘူးထင်ပါတယ်ဘာလို့ဆိုရန်အေးနေလို့တော့မီးလုံးနေတာလေတော့ခဏကိုလည်းစေးပြီးတော့6လမ်းထားတယ်နော်တော့ဒိတ်တန်ဆိုတော့ချေးပြီးတော့နေရတူရဲ့အေးပါလေစူးစူးထိုင်းထိုင်းပါနော်မပြတ်တော့တော့ထားမှာနော်အဲ့6နာရီလောက်ထားတယ်နော်
နေ့ပြန်ကြတယ်တော်လန်ရောပင်လယ်လမ်းရောသွားမှာချာမြန်နေခီးစတင်ပါပြီကျွန်တော်တို့ဒီကမ်ပင်းရဲ့ရှောင်းမဲ့လမ်းက13ကီလိုမီတာလောက်ပဲကျန်ပါတော့တယ်ဒီကနေ့နဲ့မနက်ဖြန်ပါနော်တခုတရက်ချင်းစီတိုင်းမှာ6ကီလိုမီတာခွဲစီလောက်ကျန်တယ်ပေါ့နော်ဒါပေမဲ့ဒီ2ရက်လုံးကခီးကျန်တယ်ပေါ့နော်ဒီသွားတဲ့သူတော်တော်များများလဲ injury ကိုဒီရက်တွေမှာဖြစ်ကြရပါတော့အဲ့ဒါကျွန်တော်တို့ view site ပြီးတက်ရမယ်ပေါ့နော်ခုခနေ့ကတစ်တော်လန်ရောပင်လယ်လန်ရောသွားမှာပါတစ်တော်လန်မှာကတစ်တော်လန်မှာလေကားတွေပါအများသလိုပင်လယ်လန်မှာလည်းကျွန်တော်တန်တာကြောက်တန်းတွေကိုဖျက်ရမှာပါခီးလန်ကျန်းနေဆိုပေမဲ့ကောင်းလာတခုတော့ရှိပါတယ်အဲ့ဒါတော့ကျွန်တော်ရဲ့လွယ်ကြီးတွေကပေါ်လာတာပါခုကမနေ့ပြန်တရက်စာအစားတော့ပဲကျွန်တော်အိတ်ထဲမှာကြာမှာတော့လွယ်ကြီးကပထမနေ့နဲ့ရှင်လိုက်တော်တော်ပေါ့ပဲပေါ့နော်အဲ့ဒါတော့ကောင်းလာလို့ရှိပါခီးလန်တော့နေငယ်ခက်ခဲလာပါကျွန်တော်တနာရီ10မိနစ်လောက်လမ်းလျှောက်ပြီးနောက်မှာအခု beach ကိုရောက်လာပါပြီ။ဒီနေ့ဒေါ်လန်တော်တော်လျှောက်လို့ကောင်းပါတယ်။3ကီလိုမီတာလောက်ကိုခါလေးပဲပေါ့နော်။တနာရီလောက်နဲ့ပြီးလာဆိုတော်တော်မြန်တဲ့ထဲမှာပါပါတယ်။ခုကမ်းခြေကိုရောက်လာပါပြီ။လမ်းမှာဒါမျိုး search channel 5ခုရှိရပါတော့ကျွန်တော်တို့2ခုကိုကြော်ပြီးဒါတတိယမြောက်ဟာကြီးကနည်းနည်းကျဲလို့ကျွန်တော်တို့မကြော်ရဲလို့ပေါ့နော်ကျွန်တော်တောလမ်းဘက်ကနေကူလာဖြစ်ပါတယ်ဒါစရုပ်ထားမြောက် search channel ပါရန်ခက်ခက်မဟုတ်ပါဘူးဆင်းပြီးတော့ကျွန်တော်ခုံတက်ပါရင်ပါပဲ
ခုလေးဝင်ကြည့်ကြမယ်ဟုတ်တာဟဲ့ခုံလို့မရဟိုဘက်ကနေပြန်ဝင်ကြည့်မှာရကျွန်တော်အခုစ channel တွေအကုန်လုံးကိုကြော်ဖြတ်လာပေးပါပြီ။ဒါပြင်ရှေ့လျှောက်ကတော့ကျွန်တော်ဒီ tray ရဲ့ injury အများဆုံးဖြစ်တယ်လို့ပြောတဲ့ဒီ border တွေကိုကြော်ဖြတ်ရမှာပေါ့နော်။ဒါကြီးကြော်ဖြတ်ပြီးသွားရင်တော့ကျွန်တော် camp site ကိုရောက်ပါတော့မယ်။ဒီနေ့ကတော့ကျွန်တော်တို့ camping ရဲ့နောက်ဆုံးအစားကြောက်စားရဲ့နောက်ဆုံးရက်ပေါ့နော်။ဟောဆိုမနေ့ကညရင်ကျွန်တော်မနေ့ကညရင်လမ်းလျှောက်ပြီးအိမ်ပြန်တော့မှာဆိုတော့ဒီနေ့ညကတော့ခုကျွန်တော်တို့နေ့လယ်7:00ကရောက်တာကျွန်တော်3နာရီမှနား7:00ကနေစပြီးတော့နားလိုက်တာ3နာရီရှိသွားပြီပေါ့နော်။ခု3နာရီကျမှကျွန်တော်နေ့လယ်သားနဲ့ညသားနဲ့ပေါင်းစားအောင်ကျွန်တော်ခောက်ဆဲပြုတ်တစ်ထုပ်ရယ်ပြီးတော့ဒီကျွန်တော်တို့ဒီမှာ dehydrated meals တယောက်တစ်ထုပ်စီကျန်နေရပါတော့ည7:00နာရီလောက်ရောက်ပါပြီကျွန်တော်ဒီနေ့ campfire လုပ်လို့မရပါဘူး campfire ဘန်းသွားပါပြီခဏရစပြီးတော့ဒီကျွန်တော်အဲ့ဒါလုပ်လို့မရပါဘူးပြီးတော့မမလည်းထွေထူးလို့ပြမရှိပါဘူးကျွန်တော်နေ့လည်လည်းစားပြီးတောက်ပြီးသွားပြီဆိုတော့ဒီနေ့ဟိုတက်နဲ့အေးရနောက်ဆုံးညပါပဲမဖြစ်ရရင်အိမ်ကမှုရလေးနဲ့ဖတ်တုံးလေးနဲ့ခွာပြီးတော့ကောင်းမှုပြန်အိတ်လို့ရပြီဒီနေ့က camping ရဲ့နောက်ဆုံးညပါပဲကြက်တွေးကြည့်လိုက်ရင်အချိန်တွေတော့မြန်ပါဘလို့ကောင်းလို့ကောင်းမှမနာမသိဘူးမဖြစ်ဆိုအိမ်ပြန်တော့ဒီ camping ကိုသွားဖို့အတွက်လွန်ခဲ့တဲ့အောက်တိုဘာလောက်ကနေအရင်နှစ်အောက်တိုဘာကနေစပြီးပြင်လာဆိုတော့စောင်းကပူကြပြီးတော့ပုံကရမ်းမြန်တယ်ပေါ့နော်ခဏညဘာမှလှုပ်ရှားမရှိပါဘူးပြီးတော့ညနေကလည်းအိတ်ထားပြီးတော့မအိတ်ချင်သေးပါဘူးကျွန်တော်ခုကြောက်ဆောင်ပေါ်တက်ပြီးတော့ထိုင်နေပေါ့နော်ဒီရေတွေကြည့်ပြီးတော့ပဲမောင်နေထိနေပါတော့မယ်ကျွန်တော်ခုကြောက်ဆောင်ပေါ်မှာပါမြို့ကင်းကြီးမှာရောက်နေပါစနေနေ့ညကိုသွင်းဖို့ ready ပဲဒီဒီနေ့ကျွန်တော် camping ရဲ့နောက်ဆုံးနေ့ပါမနက်စာကတော့ကျွန်တော် coffee ပဲတောက်ပါတော့မယ်အုံမင်းမစားတော့ပါဘူးမစားချင်တော့ဘူးပေါ့နော်ခီးပါကျွန်တော်တို့လီကား14ခုကြာပါသေးတယ်လီကားကြီးတော်တော်မတ်တဲ့လီကားတွေပါအားဒီကိုဒီနေ့တက်ရမယ်ပေါ့နော်ပြီးတော့တော်လန်ဖေးသွားရတော့မှာပေါ့နော်ကျွန်တော်ပင်လေ
မသွားရတော့ပါဘူးကျွန်တော်လိုင်းတန်လေးတွေမကြားရတော့ပါဘူးညညအိမ်လည်းလိုင်းတန်လေးတွေမကြားရတော့ပါဘူးဒီကနေ့ tray အဆုံးမှာကျွန်တော်တို့ဘာသာတိုင်ရှိပါတယ်အဲ့ဒါကိုဒီနေ့စားမယ်ပေါ့နော်ဖွင့်ပါသေးလို့မျှော်လင့်မှာဟိုဘာလို့ဆိုဟိုဂျားလေးတော့ဆိုင်တစ်ဆိုင်ရှိတာဆိုင်တစ်ဆိုင်ကဖွင့်မသွားဘူးပေါ့နော်ကျွန်တော်တို့အခုအဲ့ဒီဘာသာဆိုင်ကလည်းဒီ First Nation လူမျိုးတွေကပဲရောင်းတာပေါ့နော်ဆိုတော့သူတို့ဘက်ကရန်ကောင်းမယ်လို့ကျွန်တော်ထင်ပါတယ်မကောင်းလေကောင်းအရန်ကောင်းပါပဲသိကြပါဘာလို့ဆိုအရန်ငတ်ပြက်နေတော့โอเคဒီနေ့ကတော့ camping ရဲ့နောက်ဆုံးနေ့ပါပဲခီတော်မှတ်ပါလေကိုတော့ဝဲလောက်ရောက်လာပြီပေါ့နော်ဒါပေမဲ့တော့ပဲဟုတ်တယ်ကြံနေပါသေးတော်မှတ်မယ်နောက်ဆုံးနေ့ခီးလန်းတော့မဖြောင်းဘူးပေါ့နော်ကျွန်တော်လမ်းမဝါကြောက်ကြီးတဲ့ခုံဆင်းအောင်ခုံဆင်းတာမဟုတ်ဘူးနော်ဒါပေမဲ့လမ်းမှန်ဆိုပြီးလိုက်သွားဟိုးအောက်တော့နဲ့တဲ့ထဲကိုရောက်ကျွန်တော်မိနစ်20လောက်ဆိုတော့ကျူးသားပန်းသားနဲ့ပြန်တက်လိုက်ခုတော့လမ်းကြောင်းမှန်ကိုပြန်ရောက်သွားပြီထင်တာညောင်းလဲမှာကျွန်တော်ဒီဘယ်ဘက်ကိုသွားမယ်ဟာပေါ့နော်ကျွန်တော်ဒီညာဘက်တိုင်းဆင်းသွားလမ်းတော်တော်လဲပါကျွန်တော်ခုဒီတိုင်ကြီးရဲ့ highest point ကိုရောက်နေတာဖြစ်ပါတယ်ဒီတန်မုံကြီးက highest point ကိုသားပြပါတယ်တဲ့ကျွန်တော်ခီးတင်နောက်ဆုံးလေကားပါတော်တော်မှတ်ပါတယ်နောက်ဆုံးတော့ရောက်တော့ပါလူတွေသူတွေအိမ်တွေကိုမြင်နေရပါပြီလာပြီကိုလူကျွန်တော်အများကြီးမျောလင်းထားတဲ့ဘာသာတိုင်လေးလည်းမဖွင့်ဘူးပေါ့နော်ခုကျွန်တော်ကနေလည်သားလေးစားဖို့ပဲနောက်ထပ်5ကီလိုမီတာထပ်လျှောက်ပြီးတော့မှပန်းညံတွေကဆိုင်ထဲမှာသွားသားကျွန်တော်တို့ကခရီးစဉ်တိုတယ်ကအစကတော့85ကီလိုမီတာပဲလို့ထင်ထားခဲ့ပေမဲ့ခုတော့80ကီလိုမီတာဖြစ်သွားခဲ့ပါခုကျွန်တော်မိုးဆိုင်ကိုရောက်ပါပြီကျွန်တော်ပတ်စီရယ်အလူကျော်ရယ်ကျွန်တော်စောစိတ်ဘာကတယောက်တစ်လုံးရယ်ဝယ်လာပါတယ်ပြီးရင်ကျွန်တော်ခုနေ့လယ်2နာရီပါကျွန်တော်လာကြုံမဲ့ဘတ်ကညနေ9နာရီမှာပေါ့နော်9နာရီ45မှာရောက်မှာပါအဲဒါကျွန်တော်ဒီမှာပဲထိုင်ဆောင်ပါမယ်ပြီးရင်ကျွန်တော်ဘတ်က2နာရီလောက်စီးရပါမယ်စီးပြီးရင်ကျွန်တော်ဗစ်တိုးရီယာကိုရောက်ပါမယ်ဗစ်တိုးရီယာကနေဘန်ကူဘာကိုပြန်အောင်ဖို့ကျွန်တော် ferry ထက်စီးရမှာပေါ့နော်ကျွန်တော်ဘန်ကူဘာကိုည10နာရီလောက်ရောက်မယ်လို့မျှော်လင့်ထားပါတယ်ဆိုတော့ဒါပါပဲ West Coast တွေပါ